Hello there, welcome back again. So today's I will share some I don't know what this is. The middle la come ပြန်လာလားဆိုရင် come back ဘယ်ချိန်ပြန်လာမလဲအချိန်ရောက်ဘယ်ချိန်ဆို one လဲသုံးလို့ရတယ် what time လဲသုံးလို့ရတယ် so one where you come back ဒီဘယ်ချိန်ပြန်လာမလဲအိမ်ကိုဘယ်ချိန်ပြန်လာမလဲဆိုရင် one where you come back home ငါစီကိုပြန်လာပါကိုယ့်ရဲ့ကိုထားသွားတဲ့လူတို့ဘာလို့ပြောမလဲငါစီကိုပြန်လာပါ no wish never say that to your boyfriend ငါစီကိုပြန်လာပါ no we shouldn't say it okay so ငါစီကိုပြန်လာပါဆိုရင်တော့ come back to me okay so the right person will come to you come what may ဆိုတာဘာတွေပဲဖြစ်လာလို့ပြောတာ the right person will come to you တကယ်ကိုယ့်လူမှန်လူတော်လူကောင်းပေါ့ကိုယ့်တကယ် right person က come to you မျက်စိကိုရောက်လာလိမ့်မယ် come what may ဆိုတဲ့အတိတ်ပဲဘာတွေပဲဖြစ်လာပေါ့ဘယ်လိုအခက်အခဲတွေပဲကြုံဘာတွေနဲ့ပဲရင်ဆိုင်ရမျက်စိကိုရောက်လာလိမ့်မယ်ပေါ့ okay ငါနိုင်ငံခြားကိုသွားဖို့ဆုံးဖြတ်လိုက်ပြီးဘာတွေပဲဖြစ်လာI have decided to go abroad come what may I've decided to go abroad abroad က abroad လို့ထွက်ရတယ်เนาะကျောင်းတော်များ abroad လို့ထွက်တာကြားရတယ် abroad abroad ဆိုတာနိုင်ငံရပ်ခြားပေါ့သူ့ကိုသုံးမယ်ဆိုရင်ကျမတို့က preposition မလို့ပါဘူးသူကကိုယ်က adverb ပါ so I hope you will enjoy my video thanks for watching bye for now